မတင်နှက်မဝင်လူတွင်10မျိုးပန်းဆိုတဲ့အတိုင်းမြမလူမျိုးတွေရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်ပြီးဂုဏ်ယူစရာကောင်းတဲ့မြမရိုးရာအမှုပညာပန်း10မျိုးကြောင့်ပြောပြချင်ပါတယ်။တစ်ပထမဆုံးကတော့ပန်းပဲပါ။တန်ကိုမီးရဲဖို့ပြီးဓာပစင်လဲပြီးစတဲ့တန်တယ်လုပ်ငန်းတွေကိုလုပ်ကြကြပါတယ်။ဒုတိယကပန်းထိန်မှာရွှေငွေတွေကိုနားကပ်လက်စွန်ဖလားစားတဲ့အမှုပညာလက်ရာမြောက်ပစ္စည်းတွေအဖြစ်ဖန်တီးပါတယ်။တတိယကပန်းတင်းမှာချီးနီချေးဝါတွေကိုအရေးချိုးပြီးခေါင်းလောင်းကျေးစီမောင်းစားတဲ့တွန်းလုပ်ပါတယ်။စတုထကပန်းတော့ပါအင်္ဂတေကိုသုံးဖို့ပြီးချင်းသေးရုပ်နဂါးရုပ်နဲ့ချူပန်းချူးနွေအလှတွေကိုဖန်တီးပါတယ်။ပင်စမကတော့ပန်းတမော့ပါကြောက်သားအစ်စ်ကိုဖျားဆင်းတူတော့ကြောက်စားတိုင်းတွေအဖြစ်ထူးစစ်တဲ့အမှုပညာပါ။စက်ထမကပန်းရံမှာအိုးတဲ့အင်္ဂတေတို့နဲ့ဖျားစီရီတိုက်အိမ်ဒန္တာစတဲ့အဆောက်အဦတွေကိုတိဆောက်ပါတယ်ခုနှစ်သမပန်းပူပါတစ်သားတော့မဟုတ်စင်ဆွဲမှာရုပ်လုံးရုပ်ကြွတွေပေါ်လာအောင်ထုလုပ်တဲ့ပညာရပ်ဖြစ်ပါတယ်တထမကပန်းတူပါတစ်သားကိုတက်နဲ့လဲပြီးလုံးချောနေအောင်ပုတ်ခံကကုရင်စားဝဲချီတောင်းနဲ့ထီးဦးနိုင်ကိုပြုလုပ်ပါတယ်နဝမကပန်းချီပါတက်ရှိတမတ်ပုံရိပ်တွေကိုဆေးရောင်စုံတွေနဲ့တက်ဝင်လှူရှားနေအောင်ရေးဆွဲတဲ့အမှုပညာပါနောက်ဆုံးတသမကတော့ပန်းယွန်းချစ်ပါတယ်တပိတ်စုံအုပ်လက်ဖက်အုပ်စားတဲ့ယွန်းထေပစ္စည်းတွေကိုတေးတက်လောက်ပါစွာဖန်တီးကြပါတယ်ဒါတွေကတော့မြန်မာတို့ရဲ့တံမိုးမဖြစ်နိုင်တဲ့အမွေအနှစ်ပန်းစင်မျိုးပဲဖြစ်ပါတယ်